妈妈来的呢，没几月全部外个来，没几月全部都不抢发了啊！妈妈来对了外个来，妈妈来的呢，你别拿那没几月钱的都啥把没钱，没几月钱一撇呢，好吧？那妈妈来嘛，肚里呢套嘛呀把没钱。တူနဲ့ထောက်မှတင်မထောက်မှထွက်တာပေါ့နော်မမလည်းတူလေးနဲ့ထောက်ပါမယ်မကြီးရချင်ပလင်းဝမမလည်းထောက်တော့ရေညှက်ထောက်ထားပါလားရှင်သူကစားနဲ့စိတ်သားနဲ့ဆိုတော့ညံ့မှာဆိုတော့မမလည်းရေညှက်ထောက်ထားပါလားဒါမမလည်းတချို့တလေကျတော့ကျွတ်တွန်ကြီးအစိမ်းနဲ့တောက်တယ်မမလည်းကျွတ်တွန်ကြီးနဲ့တောက်တော့မကြရမမလည်းစီချက်လေးတောက်ထားပါလားရှင်ကျွတ်တွန်ကြီးစီချက်လေးတောက်လာတယ်စီချက်လေးနဲ့တောက်ပါမယ်ရှင်မမလေးကစီချက်လေးနဲ့တောက်တာပိုကြိုက်တယ်ပေါ့နော်မမလေးကဖန်လေးကဘယ်လိုတောက်ကြလဲတယောက်နဲ့တယောက်တောက်ပေါ်တောက်နေကြတော့မတူကြပါဘောနော်မမလေးကဖန်လေးတောက်ပေါ်တောက်နေတယ်မမလေးရောတရားတစ်ခုတည်းပြောခဲ့ကြပြောပြခဲ့အောင်ဘယ်လိုတောက်ကြလဲဆိုတာမမလေးကတော့စီချက်လေးနဲ့ကျွတ်တွညီလေးကိုဒီပပပြီးတောက်ပါလေရှင်ကျွတ်တွညီတချို့တလေကျတော့မြေပဲထောင်းထည့်ကြတယ်မမလေးကမြေပဲမရှိတော့မမလေးကဒီမှာနှမ်းလေးရှိလို့နှမ်းလေးထည့်ပြီးတောက်ပါမယ်ရှင်မမလေးဒီမှာငရုတ်တီစိတ်လေးတွေညှပ်ပြီးဆိုလို့ရှိရင်မမလေးနှမ်းလေးထည့်ပါမယ်ရှင်တချို့တလေကျမြေပဲထောင်းပြီးထည့်တယ်မမလေးကနှမ်းလေးနဲ့တောက်ပါမယ်ရှင်နှမ်းမများနဲ့အချုံမောက်လေးနည်းနည်းထည့်ပါမယ်ရှင်စားတော့မထည့်တော့သူကစားရင်လည်းစိတ်သားနဲ့ဆိုတော့အငြံတန်းကရှိနေပြီလေစီချက်လေးများထည့်ပါမယ်မမလေးစီချက်များလေးနဲ့နေပါတော့မယ်မမလေးကတော့ဒီလိုမျိုးပဲတောက်တယ်ပေါ့နော်မကြီးရတော့မမလေးရဖန်လေးတောက်ပေါ်တောက်နေတယ်မမလေးကတရားတစ်မျိုးစီပြောပြခဲ့ကြပါဘယ်လိုတောက်လဲဆိုတာမမလေးကတော့ဒီလိုမျိုးတောက်ကြည့်ပါလေကြီးကအများကြီးပဲမကြီးကဆိုမမလေးအရင်ကြိုက်တယ်ဒီလိုအချင်းတိတ်တာကောင်းနေရောပါနုနေရောပါမကြီးကလေမမလေးကမကြီးကတော့ရသွားပါပြီမကြီးကတော့ကောင်းနေရောပါဘူးတော့တောက်ထားပါတော့မမလေးတပူးဝယ်လာတာဘူးတော့တောက်လိုက်တယ်အခုလိုမီးပြတဲ့ကာလမှာဒီလိုမကြီးရတပူးဝယ်ထားလို့ဆိုရင်ဘာမှမရှိတယ်ဒီလိုတောက်စားထမင်းနဲ့စားလို့ကောင်းလိုက်လေနော်ချစ်ချင်းလေးနဲ့မမလေးဆိုအရင်ကြိုက်တယ်မကြီးရတော့စီချက်လေးနဲ့တော့မှုလေးတော့စားလို့ကောင်းတယ်မမလေးရဆန်တဲ့တော့ပေါ်တော့နေတယ်မမလေးတရားတစ်မျိုးစီပြောပြခဲ့ကြပါဦးရှင်မမလေးရတော့မကြီးရတော့လေးနဲ့ထမင်းစားပါတော့မယ်你就进来了。人家刚刚去请的呢。他家把我们鸡要到。去请的那一样啥都干了。